ဒီနေ့ကတော့ကျမကောင်လေးကကျမကိုဖတ်ထုတ်လေးစားချင်လိုက်တာဆိုပြီးပြောတဲ့အတွက်ကြောင့်ကျမချက်ချင်းပဲဈေးကိုသွားလိုအပ်တာလေးတွေဝယ်လာပြီးတော့သူစားချင်နေတဲ့ဖတ်ထုတ်လေးကိုချက်ကျွေးမှာပဲဖြစ်ပါတယ်။ဒါကတော့ဖတ်ထုတ်ရွက်တဲ့ကိုထည့်မဲ့တောက်တောက်ဆင်းထားတဲ့စက်သားစက်သွန်ကျိုးနဲ့ဥနီလေးပဲဖြစ်ပါတယ်ရှင်။အရင်ဆုံးစက်သွန်ကျိုးလေးတွေကိုနှုံနှုံဆင်းလိုက်ပါတယ်။ပြီးတော့ကျမဥနီလေးတွေကိုလည်းနှုံနှုံဆင်းပါတယ်။နှစ်ခုလုံးနှုံနှုံဆင်းပြီးတဲ့အချိန်မှာတော့တောက်တောက်ဆင်းထားတဲ့စက်သားလေးတွေကိုထည့်လိုက်ပါတယ်ရှင်။ပြီးတော့လွယ်တဲ့ရတာတွေကစားထည့်တယ်စက်သားမုံထည့်တယ်မြူကောင်းနဲ့ငယ်ထည့်ပါတယ်ရှင်လွယ်တာတွေထည့်ပြီးတဲ့အချိန်မှာတော့တခြားလေးသမသွားအောင်မြပြီးတော့ရေကတိတာတွေမှာခဏလောက်နှက်ထားပါပါဒါကတော့ဈေးကဝယ်လာတဲ့ကြေရုပ်ပဲဖြစ်ပါတယ်ညီနဲ့မနအောင်လို့အယုံမှာကတ်နေတဲ့အစီဘက်တွေကိုတခြားဖယ်ပြီးစေကြောတန့်စင်နေရပဲဖြစ်ပါတယ်ရှင်ပြီးရနဲ့အယုံပြုတ်ဖို့ယူနီယိုတဲပါတယ်ယူနီယိုတဲကိုလည်းအနမ်းရတာအတွက်လိုအပ်တဲ့ငံပြားရေးစက်သွန်ပြူစပက်လင်းဂျင်းတို့ကိုထည့်ပါတယ်ယူနီယိုဆူလာတဲ့အချိန်မှာတော့ခုနကတေချာစေးကြောတန့်စင်ထားတဲ့ကြက်ရွက်ကိုထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ရှင်ကြက်ရွက်ပြုတ်နေတဲ့အချိန်မှာတော့ကျမဖတ်ထုတ်လေးတွေကိုစပြီးတော့ထုတ်တော့မှာပဲဖြစ်ပါတယ်ဖတ်ထုတ်တဲ့အချိန်မှာတော့လက်မစီနဲ့ငယ်ဆုပ်ပြီးတော့ထုတ်ပါတယ်ရှင်ဖတ်ထုတ်ကိုတော့တေချာမထုတ်တတ်တဲ့အတွက်ကြောင့်ကျမတွေ့ရပုံစံလေးတွေပဲထုတ်လိုက်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ဖတ်ထုတ်လေးတွေအကုန်လုံးထုတ်ပြီးသွားပြီပဲဖြစ်ပါတယ်ပြုတ်ထားတဲ့ကြက်ရုံမနူးကလေးမှာပဲကျမပိတ်စားလိုက်တဲ့ကြောင့်မလို့မဆောင်နိုင်တဲ့ဖတ်ထုတ်လေးအနေငယ်ကြော်စားလိုက်ပါရရှင်ဒါကတော့ကျမကြော်ထားတဲ့အနားလေးတွေတူနေတဲ့ဖတ်ထုတ်ကြော်လေးပဲဖြစ်ပါတယ်ခုဆိုရင်ပြုတ်ထားတဲ့ကြက်ရုံလေးလည်းအယိုးတွေနူးလာဖြစ်တဲ့အတွက်ကြောင့်ဖတ်ထုတ်လေးတွေကိုထည့်ပြီးတော့ပြုတ်လိုက်ပါရရှင်ထုတ်လေးနူးလာတဲ့အချိန်မှာတော့အိမ်မှာရှိတဲ့စကားလေးနဲ့ပဲဆက်ပြီးတော့ကျမကောင်လေးစားဖို့ရအတွက်ပြင်ဆင်ပြီးတော့မှာပဲဖြစ်ပါတယ်။အိမ်မှာရှိနေတဲ့ဥမုံရင်လေးလည်းထည့်ပေးထားပါရရှင်။ဒါလေးကတော့ကြက်ရိုးမှာကတ်နေတဲ့အသားလေးတွေကိုဖယ်ပြီးတော့ထည့်ပေးထားတာပဲဖြစ်ပါတယ်။ကဲခုဆိုလို့ရှိရင်ကျမကောင်လေးစားချင်နေတဲ့ဖတ်ထုတ်ပြုတ်လေးချက်ပြုတ်ပြင်ဆင်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂိမ်းဆောင်နေတဲ့သူကိုတွားကြည့်ရမှာပဲဖြစ်ပါတယ်ရှင်။ဖတ်ထုတ်ကိုမြင်တဲ့အချိန်မှာတော့စားကျင်တာစားလိုက်ရတဲ့အတွက်ကြောင့်သူ့ရဲ့မျက်နှာကတော့ပြုံးပြုံးနေပါတယ်ရှင်။ဆရာကြီးကတော့ကြိတ်ပြီရှင်။